သူ့နောက်ကမွန်စတာကြီးစီကလွတ်မြောက်ဖို့လီဆာခွေးဝင်ပေါက်ထဲခက်ခက်ခဲခဲတွားဝင်ရတယ်ဒါပေမဲ့မွန်စတာကအစွမ်းထက်တော့ပါလွာတဲ့တစ်သားတကားကိုဘယ်တော့မဆိုရိုက်ချိုးပစ်တော့မှလီဆာကိုပိုစိတ်ပြက်စေတာကသူ့ရှိမှထွက်ပြေးဖို့လမ်းကြောင်းလုံးဝမရှိတာပါပဲဗျဒီနေရာကအရန်ထူဆန်းတဲ့ပက်ပက်လဲနေရန်တွေကမပြီးသေးအောက်မှာတော့ဆုံးမရှိတဲ့6ကြီးပဲနေရန်ပေါ်က12လက်မတစ်သားပြားလေးတစ်ခုကသူ့အတွက်အားကိုးစရာတစ်ခုပဲအဲ့ဒီပြားတစ်ဖက်ကဆိုင်းငံလေကားနဲ့ဆက်နေတာကသူ့ရဲ့တစ်ခုလေးသောထွက်ပေါက်ပဲဗျလီဆာနေရန်ကိုမိပြီးလှေကားစီဂယူးတဆိုင်၍သွားတယ်ဘေးနှစ်ဖက်မှာလက်ရမ်းမရှိတော့ခြေတလန်းမားတာနဲ့အဆုံးမရှိ6ထဲပြုတ်ကျနိုင်တယ်ဒါပေမဲ့မွန်စတာရဲ့ချင်းချောက်မှုကြီးနဲ့ရှင်ရင်လီဆာကတော့ဒီအခက်ခဲကိုကျော်လွှားဖို့ပိုဆုံးဖြတ်ထားပုံရတယ်ဗျာမွန်စတာအတွက်တော့ဒီအတားအဆီးတွေကဘာမှမဟုတ်ပါဘူးဗျာ10မိနစ်လောက်ကြိုးစားပြီးနောက်လီဆာလေကားအဆုံးကိုရောက်လာခဲ့တယ်မျက်နှာချက်ကတစ်သားတကားလေးကိုတုံးဖွင့်လိုက်တော့ကျင်းမြောင်းတဲ့နေရာတွေ့ရတယ်တွေးချိန်မရတော့ပဲချက်ချင်းတွားသွားလိုက်ရာမွန်စတာတကားမချိုးခင်နောက်ဆုံးစက္ကန့်မှာအပေါ်ထက်ကိုအောင်မြင်စွာတက်သွားနိုင်ခဲ့တာပေါ့ဒါပေမဲ့မွန်စတာလိုက်ဖမ်းနေတော့မှုသူပေါ်ဆောက်လို့မရသေးဘူးလေရင်းနှီးတဲ့အခန်းပုံစံတွေတွေ့တော့လီဆာမျောလင့်ချက်ပြန်ရလာခဲ့တယ်ဒီနေရာကသူ့နောက်ခန်းတွေထဲဝင်လာခဲ့တဲ့နေရာပဲလေဒါပေမဲ့ရလက်ကသူ့ကိုစိတ်ပြက်စေခဲ့တယ်ပရီဘောကဆိုင်ကနေထွက်ပြေးဖို့ကြိုးစားတော့တကားအပြင်ဘက်မှာထူထဲတဲ့ကြောက်နေရန်ကြီးပဲတွေ့ရတယ်ဘယ်ထွက်ပေါက်မှမရှိဘူးဗျာဒီချိန်မှာမွန်စတာကသူ့နောက်ကိုရောက်နေပြီးမြန်မလှုပ်ရှားပေမဲ့သူ့ကိုကပ်ပြီးလိုက်နေတာပေါ့ဗျာသူမကိုအသက်ရှူချိန်တော့မပေးပဲလီဆာနောက်ကိုနာနာဘာဝတကောင်ကလိုက်ပါတော့တယ်ဗျာပိတ်မိနေတဲ့အချိန်လီဆာကအနာကကရိယာတစ်ခုကိုဆွဲယူပြီးတော့ဂလဲကောင်ရဲ့တစ်သားခြေထောက်ကိုရိုက်ချလိုက်တယ်ဂလဲကောင်လက်ကျသွားတဲ့အချိန်လေးမှာပဲသူမကရှေ့ကိုအာကုန်ပြေးသွားလိုက်တာအမှတ်မထင်ကြော်ညာဘုတ်တစ်ခုကိုဝင်တိုက်မိပြီးမိသက်ဆေးဘူးတွေအားလုံးပွင့်သွားပါလေရောမျက်စိတမိတ်တွင်းမှာပဲအခန်းတစ်ခုလုံးမိခိုးတွေနဲ့ပြည့်သွားတာပေါ့မိခိုးတွေကြားကနေလီဆာကနေရန်မှာရှိတဲ့ကျင်းမြောင်းတဲ့အပေါက်လေးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါကတကယ်ထွက်ပေါက်ဖြစ်နိုင်တာပေါ့မိခိုးတွေကိုအကာအကွယ်ယူပြီးလီဆာကအပေါက်ထဲကိုပြေးဝင်သွားလိုက်တယ်ဂလဲကောင်ကတော့အပေါက်ထဲမဝင်ဆန့်တော့နောက်မှာကြံခဲ့တာပေါ့ဗျာလီဆာကအပေါက်ထဲကနေတိုးဝေပြီးဆက်သွားလိုက်တာမကြခင်မှာပဲဒီဝအန်ရဲ့ကာကွယ်ရေးဝတ်စုံတွေဝတ်ထားတဲ့လူတစုကိုတွေ့လိုက်ရတယ်အဲ့ဒီလူတွေကမိခိုးတွေအများကြီးကိုသူမစီဖြန့်လိုက်ကြတာပေါ့ဗျာနောက်ဆုံးတော့သူတို့ဟာအပြင်ကိုထွက်လာတဲ့တရဝါတွေကိုရှင်းထုတ်ဖို့ထွက်ပေါက်မှာချထားတဲ့အလုတ်သမားတွေဖြစ်နေတာပေါ့ဗျာလီဆာကိုလည်းနောက်ဆုံးတော့လုံလုံကြုံကဲတင်နိုင်ခဲ့တယ်ဒါပေမဲ့သူတို့မသိခဲ့တာကဒီနေရာကအဲ့ဒီလိုဝင်ပေါက်ပေါင်းများစွာတဲ့ကတခုပဲရှိသေးတာလေအဲ့ဒီညမှာဂျင်မီဆိုတဲ့လူတစ်ယောက်ကသူ့မြေအောက်ခန်းနေရမှာအဖြူရောင်အလင်းတစ်ခုပေါ်လာတာကိုရုတ်တရက်တွေးလိုက်ရတဲ့စူးစမ်းကျင်စိမ့်နဲ့သူကလက်လန်းပြီးထိလိုက်တော့သူ့တကိုယ်လုံးထူထဲတဲ့နေရန်ကိုတန်းပြီးဖောက်ဝင်သွားခဲ့တာပေါ့သူရှိမရင်းနှီးတဲ့အခန်းတစ်ခန်းပေါ်လာပြီးအလဲမှာပရီဘောကတွေအစီအစဉ်မကျစုပုံနေတာကိုတွေးလိုက်ရတယ်သူ့မြေအောက်ခန်းထဲမှာဒီလိုလွတ်ဝက်ဆန်းကျဲတဲ့နေရာတစ်ခုရှိနေလိမ့်မယ်လို့သူဘယ်တော့မှမထင်ခဲ့ဘူးဗျဂျင်မီကနေရန်ကိုပြန်ဖိပြီးနောက်ထပ်အကြိမ်များစွာစမ်းကြည့်တော့ဘာတာအစီမမရှိပဲလွယ်ကူဖြတ်တန်းသွားနိုင်တာကိုတွေ့ရတယ်ဒီထူးဆန်းတဲ့နေရာကိုလွတ်လပ်ဝင်ထွက်နိုင်တာကိုအတီးပြုတ်ပြီးတဲ့နောက်ဂျင်မီကတဖြည်းဖြည်းရဲရင်လာပြီးစူးစမ်းကျင်စိမ့်နဲ့အတွင်းခန်းထဲကိုရှောက်ဝင်သွားတယ်ဒါပေမဲ့သူမသိခဲ့တာကဒါဟာသူ့အိမ်မက်ဆိုးရဲ့အစဖြစ်လိမ့်မယ်ဆိုတာပါပဲဒါကအခြေခံအကျဆုံးအဆင့်ဖြစ်တဲ့အဆင့်သူ့မြပဲဖြစ်ပါတယ်